Sequum တာနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ကdocument ဒီWord file မှာပေါ့နော်ဒီ Word မှာကျွန်တော်တို့ကအတစ်တောင်းနဲ့တွားပြီပေါ့နော်ကျွန်တော်ဒီတခါနေ U ကနေ server တစ်လေးကိုဖော်ကြည့်မယ်နော်နေ U တွားမယ်တူတူပါပဲနော်ဒီမှာနေ U ကိုတွားတာနဲ့ကျွန်တော်တို့မြင်နေရတဲ့ခုနအတိုင်းလေးပဲမြင်ရမယ်အဲ့မှာကျွန်တော် blank document လေးတစ်ခုကိုတောင်းလိုက်မယ်ဒီ blank document လေးရလာပြီပေါ့နော် blank document လေးရလာပြီဆိုတာနဲ့cursor လေးလည်းဝင်နေရပေါ့နော်အဲ့မှာကျွန်တော် user interface လေးကိုကျွန်တော်တို့စပြီးတော့ပြပြပေးမယ်ပေါ့နော်ကျွန်တော် Word file ဖွင့်လိုက်တာနဲ့စပြီးမြင်တွေ့ရမှာကတိုက်တယ်ဘာကြီးပေါ့နော်အရင်ဆုံးဒါကြီးကိုကျွန်တော်တိုက်တယ်ဘာလို့ခေါ်ပါတယ် document 2ပါပေါ့နော်ဒီအဲ့တိုက်တယ်ဘာမှာပါနေလဲဆိုလို့ရှိရင်ကျွန်တော်တို့က left ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော် quizzes 2ပါ QAT လို့ခေါ်တယ်တိုးကောက်ပါတယ်နော် quizzes 2ပါပါမယ်quizzes 2ပါပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Word ဒီကျွန်တော်သုံးနေတဲ့ Word ပေါ့နော် Word document name တွေပါမယ်နောက်တစ်ခုကဒီမှာဒီ right ဘက်မှာဆိုလို့ရှိရင် maximize minimize ဒီနဲ့ close button တွေပါမယ်နောက်ပြီးတော့ဒီ ribbon tab ပေါ့နော် height လုံးမလားဟိုလုံးမလားဆိုတာတွေပါမယ်နောက်တစ်ခုကဒီ tab bar တွေပါမယ် home tab insert tab design tab layout tab ဆိုတဲ့ tab bar လေးတွေပါလာမယ် comment box တွေပါလာမယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်မှာ starter bar ရှိမယ်page number 1ပါရတယ်เนาะကျွန်တော်ရောက်နေတာ1ပါပေါ့เนาะ page အနေနဲ့တရွက်ရှိရဲစကလုံးအနေနဲ့တစ်လုံးမှမရရသေးဘူးဆိုတော့ပြတာပြီးရပေါ့เนาะဒီဘက်မှာ0ပေါ့เนาะဒီဘက်မှာ view နဲ့ပတ်သက်တဲ့ကောင်တွေပါမယ် remote print layout mode เนาะကျွန်တော်တို့ကအမျိုးမျိုးကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်ခုမှကျွန်တော် remote အနေနဲ့ချိန်ပြီးစာရွက်ကြည့်မယ်ဆိုရင် remote အနေနဲ့ချိန်သွားမယ်print layout mode အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့စာစီမဲပုံစံတိုင်းမြင်ရမယ်နောက်တစ်ခုက web layout ပေါ့နော် web မှာသွားပြီးတော့စာဖတ်နေရတဲ့ပုံစံမျိုးကြည့်ချင်တယ်ဆိုရင် web layout ပုံစံမျိုးချိန်သွားမယ်ပေါ့နော်ဒါအောက်က starter bar လေးမှာပါတာပါအဲ့တော့ user interface မှာဒီကျွန်တော် group တွေနဲ့လည်းဖွဲ့စည်းထားတယ်เนาะဒီဒါ ribbon tab ပေါ့နော်ဒါကြီးကိုအကုန်လုံး ribbon tab လို့ခေါ်တယ်အဲ့တော့ဒီမှာအပေါ်ဆုံးမှာကျွန်တော်တို့ကြည့်ကြည့်အောင် ribbon display option ဆိုတာရှိရယ်နော် ribbon display option ကဘယ်လိုလုပ်လဲဆိုတော့သူ့ကို click ချက်တော့လိုက် auto hide ribbon ပေါ့နော် auto hide ဆိုအများတန်းဒီသူကလိုလိုလေး hide ထားသိကျင်တယ်ဆိုလို့ရှိရင် ribbon တက်ကြီးက hide ထားမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီမှာ ribbon တက်လေးပေါ့ဒီ ribbon display option လေးကိုပြန်ဝင်လိုက်တက်ဘားလောက်တော့ပြပြီးပါကွာဆိုလို့ရှိရင်တော့ကျွန်တော်ပြောတဲ့ဒီတက်ဘားလေးတွေပြမယ် insert tab design tab ကျွန်တော် home tab ထဲကိုဝင်လိုက်မယ်ဆို home နဲ့သက်ဆိုင်တဲ့ဒီ comment လေးကြာလာမယ်ဒီမှာ group ပေါ့နော် group လေးတွေလည်းဖွဲ့ပေးထားတယ် clipboard group home ထဲမှာဆိုရင် font group font နဲ့သက်ဆိုင်တဲ့ကောင်တွေပြင်ဆင်လို့ရတယ် paragraph group စာပိုက်တွေကိုစီမံခန့်ခွဲမယ်ဆိုရင် paragraph group မှာသွားပြီးတော့စီစဉ်လို့ရနောက်တော့ style ကတော့ table TOC ပေါ့နော် table content တွေပေါ့နော်ဒီကျွန်တော်တို့ content တွေကိုဖန်တီးခြင်းတဲ့အခါမှာဒီကောင်ကိုသုံးရမယ်နောက်တစ်ခုကတော့ editing ပေါ့နော် edit ဒီနေပါမယ်နောက်တစ်ခုက insert နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ပုံတွေထည့်လို့ရမယ် table တွေထည့်လို့ရမယ် insert ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ link တွေချိန်လို့ရမယ်ဟုတ်ပြီနော်what app တွေထည့်လို့ရမယ် track app တွေလုပ်လို့ရမယ်ကျန်နောက်တစ်ခုအနေနဲ့ design တွေကိုသွားမယ်ဆိုလို့ရှိရင်လည်း design နဲ့သက်ဆိုင်တဲ့ group လေးတွေကိုကျွန်တော်တို့မြင်ရမယ်document formatting တွေရှိမယ် page background တွေရှိမယ်ပေါ့နော် layout ထဲသွားမယ်ဆိုလို့ရှိရင်လည်းအဲ့လိုပါပဲ layout ထဲမှာ page setup တွေရှိမယ် paragraph တွေရှိမယ် okay အဲ့တော့ကျွန်တော်တို့အနေနဲ့ tab bar လေးတွေတစ်ခုစီတိုင်းမှာ comment group လေးတွေပါပါတယ်သုံးရင်းနဲ့ဆက်လေးလာသွားမယ်ပေါ့နော်အပေါ်ဆုံးမှာရှိနေတဲ့ဒီဘယ်ဘက်ချမ်းမှာရှိနေတာလေးကတော့ကျွန်တော်တို့ quizzes 2ပါပေါ့နော်quizzes 2ပါအောင်နောက်တစ်ခါမှထပ်ပြီးအခြေပြပြပေးပါမယ်